အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ဖတ်ပြပေးမယ့်ဝိညာဉ်ရဆောင်းပါးလေးကတော့2019ခုနှစ်နိုဝင်ဘာလတော့မြစ်တာတမန်မဂ္ဂဇင်းမှာဇော်ထီလာရေးသားထားတဲ့မန်တော်လန်းဆိုတဲ့ဝိညာဉ်ရဆောင်းပါးလေးပဲဖြစ်ပါတယ်။ယေရှုခရစ်တော်အားဖြင့်ငါ့ကိုအထက်အရမှဖျားသခင်ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းကပန်းနှုံးတိုင်သို့ငါအားသွန်ခွန်ဆိုင်ပြည့်ရန်လို၏။နိဒံလောကတွင်လူအလုံးသည်မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ပြီးရှောက်လန်းအသက်ရှင်လျက်ရှိကြသည်ထို့သောသောလမ်းများထဲတွင်ယုံကြည်သူခရိယန်များလည်းအပါအဝင်ဖြစ်ကြသည်အချို့သောလူများမိမိလျှောက်သည့်လမ်းသည်အန္တရာယ်များကြောင့်ကြောက်မဖွယ်ရာများနှင့်ပြည့်နေကြောင်းသိရင်းနှင့်ပင်ရှောက်နေကြသည်မှန်သောလမ်းကိုရှောက်လန်းခြင်းဖိလိပ္ပိခန်းကြီး3ငယ်7တွင်ညီကိုတို့ငါကျင့်သည့်ဤတူသင်တို့သည်တညီတညွတ်တည်းကျင့်ကြလော့ငါပေးသောပုံသက်သည်နှင့်အညီကျင့်သောသူတို့ကိုလည်းရှုမှတ်ကြလော့ဟု၍တမန်တော်ကြီးရှင်ပေါလုကတွင်တင်ထားကြသည်ကိုတွေ့ရသည်ယူရလူများသည်ဖျားသခင်ကိုသူတို့ချစ်ကြောင်းကိုးစားကြောင်းအမြဲပြောကြပါသည်သခင်ခရစ်တော်ကိုယုံကြည်ယုံနှင့်ကောင်းကင်နိုင်ငံတော်သို့မရောက်မလုံလောက်ဟုထင်မြင်ယူဆကြသည်ခရစ်တော်ဤတည်ခြင်းကိုယုံကြည်ကိုးစားခြင်းထက်ပိုပြီးတွင်တင်နေကြသည်ဒါတွေကိုတမန်တော်ကြီးရှင်ပေါလုကကားတိုင်းတော်ဤရန်သူတွေဟုပြောဆိုခဲ့သည်ထိုသူတို့ဤအဆုံးသည်ဆုံးရှုံးခြင်းနှင့်သာအဆုံးသတ်ရကြလိမ့်မည်ဟုရှင်ပေါလုကပြောဆိုထားသည်သူတို့ဤဖျားသည်ဝမ်းရေးဖြစ်ပြီးခန္ဓာကိုယ်ဤတက်မှတ်မှုကိုသာအစဉ်ကိုးစားရှေ့တန်းတင်လျက်ဖြည့်ဆည်းလျက်ရှိကြသည်ဤကဲ့သို့16ဖွယ်ရာများနှင့်ပြည့်နေပြီးတွင်တင်မှုများမှလည်းလမ်းလွဲနေကြသည်ကိုပင်ဝါကြွားနေတတ်ကြောင်းတွေ့ရသည်ဖိလိပ္ပိခန်းကြီး3ငယ်18မှ19အထိဖတ်ကြည့်လျင်ခရစ်တော်၏လက်ဝါးကားတိုင်းတော်ကိုရန်ဘက်ပြုပြီးကျင့်သောသူများရှိကြောင်းထိုသူတို့၏အဆုံးသည်ပျက်စီးခြင်းအရာတွင်လမ်းဆုံးတတ်ကြသည်ဟု၍မျက်ရည်ကျလည်းရှင်ပေါလုအထက်ထက်ပြောနေကြောင်းတွေ့ရသည်ယနေ့ကာလတွင်လည်းခရစ်တော်ကိုယုံကြည်ပါသည်ဟုနှုတ်မှပြောဆိုနေကြပြီးလက်တွေ့အားဖြင့်လက်ဝါးကားတိုင်းတော်ကိုမထီမဲ့မြင်ပြုသည့်သူရန်ဘက်ပြုသည့်သူအများအပြားရှိနေမည်ဖြစ်သည်ရှင်ပေါလုကငါတို့ဤကျင့်သောအကျင့်ဟုမူကားကောင်းကင်ဘုံနှင့်ဆက်ဆိုင်လက်ရှိ၏ကယ်တင်တော်မူသောအရှင်သခင်ခရစ်တော်ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည်မျှော်လင့်လျက်နေကြ၏ဟု၍ဖိလိပ္ပိခန်းကြီး3ငယ်20တွင်တွေ့ရသည်ဇာတိအားဖြင့်အကျင့်အားဖြင့်သာကောင်းကင်နိုင်ငံတော်သို့ရောက်ရှိနိုင်ကြောင်းတွင်သည်ကိုတွေ့ရသည်ထို့ကြောင့်ယနေ့သခင်ခရစ်တော်ကိုယုံကြည်သူများသည်ကောင်းကင်နိုင်ငံသားများဖြစ်လာပြီးယုံကြည်သူအလုံး၏နိုင်ငံသည်ကောင်းကင်နိုင်ငံဖြစ်ကြောင်းတွေ့ရသည်ယနေ့လောကတွင်ခေတ္တဧည့်သည်အဖြစ်အသက်ရှင်နေထိုင်ခိုက်တွင်ယုံကြည်သူအလုံးသည်နိုင်ငံတော်နှင့်ဆိုင်သောသူများကဲ့သို့ပြုမူနေထိုင်ကြရန်အရေးကြီးပါသည်ဖိလိပ္ပိခန်းကြီး3ငယ်1တွင်မဟာယွင်းသောသူများလွဲမားသောတွင်တင်မှုတွင်နှင့်လမ်းပြနေသောသူများကိုမိမောင်းထိုးပြထားပြီးခရစ်တော်ကိုယုံကြည်ကိုးစားခြင်းဖြင့်သာကောင်းကင်နိုင်ငံသို့သွားရလမ်းအမှန်ဖြစ်ကြောင်းကိုရှင်ပေါလုကညွှန်ပြထားလေသည်နိဂုံယနေ့ရှင်ပေါလုပြောတဲ့ကဲ့သို့လမ်းနှစ်သွယ်ကိုရွေးချယ်ကြရမည်သခင်ခရစ်တော်ကိုယုံကြည်ယုံနှင့်အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုမရနိုင်သည့်မဟာယွင်းသောတွင်တင်မှုများရှိသောလမ်းနှင့်သခင်ခရစ်တော်အားဖြင့်အကျွမ်းမဲ့ယုံကြည်ခြင်းဖြင့်သာအထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆက်ဆိုင်သောဆုကိုရနိုင်သည့်လမ်းဤနှစ်လမ်းအနက်တစ်လမ်းကိုရွေးချယ်ကြရမည်ဖြစ်သည်ရှင်ပေါလု၏သက်တာကိုလေ့လာကြည့်သည့်အခါကောင်းကင်နှင့်ဆက်ဆိုင်သောအကျင့်ကယ်တင်ရှင်သခင်ခရစ်တော်ကြွလာမည်ကိုမျှော်လင့်လျက်မာယွင်းတွင်တင်မှုအရာများကိုစွန့်ပယ်ကြောင်းတွေ့ရသည်ထို့ကြောင့်မာယွင်းတွင်တင်မှုအောက်တွင်ရှိသောသို့သောသူများသွားရလမ်းနှင့်ဖြောင့်မတ်သောသူတို့သွားရလမ်းဤနှစ်လမ်းအားရွေးချယ်ကြရမည်ဖြစ်သည်
ချစ်တော်ညီကိုမောင်နှမအားလုံးမြည်သည့်လမ်းကိုရွေးချယ်ကြမလဲစဉ်းစားဆင်ခြင်ကြပါစို့ဆောင်းပါးလေးကတော့ဒီလောက်ပါပဲကြားနာရသူရောက်စီတိုင်းခွန်အားဖြစ်ပါစေ